ဘယ်လောက်ပဲချမ်းတမ်းလို့နေပါစေအစင်ပြေတိုင်းဒီဝမ်းနဲ့လို့နေမလားတနေ့ရလေးတော့ရှိမှာပါအဆိုးဆုံးဘဝတွေကိုကိုယ်တော့ရှင်ထန်ပေါ်အလားပျော်ရွှင်စရာတွေဘဝတတတဲ့ရှောင်ရွံ့ခြင်းများတဲ့ကင်းဝေးကလုံခြုံစွာရဲ့နေရစင်တိုင်းကိုယ်တော်ရှိရဲ့အားလုံးပြည့်စုံပြီခြင်းကခင်စီမာလူတွေရဲ့စွမ်းစားတည်ရန်တွေကိုတော့ဖျားသူလည်းမရွေးနှုတ်ပေးခဲ့ရင်အချီးနီးဘဝတွေပါဆုံးရင်သူဟာယေရှုပဲပျော်ရွှင်စရာတွေဝတ်တတတဲ့ကြောက်ရွံ့ခြင်းများတဲ့အင်းဝေးကလုံခြုံစွာရဲ့နေစင်တိုင်းကိုယ်တော်ရှိရင်အားလုံးပြည့်စုံပြီဝမ်းနဲ့ခြင်းများလည်းမရှိတော့ပြီပျော်ရွှင်စရာတွေဝတ်တတတဲ့ကြောက်ရွံ့ခြင်းများလုံခြုံစွာရဲ့နေ